အားလုံးမင်္ဂလာပါဒီကျန်စာပြီးတော့ကြောက်ပြုံကြီးလေးနဲ့စသားလေးနဲ့ချက်ပါမယ်လိုက်လံကြည့်ရှုပေးကြပါဦးခြေတော်လေးကိုလို့ကြောက်ပြုံကြီးလေးနဲ့စသားလေးနဲ့စသားလေးကိုအရင်ကြော်ပါမယ်လို့ကြော်ပြီးမှစီလေးတက်ပါမယ်အားလေးတွေနီးလာရင်ကျွတ်အဖြူအနီလေးကိုစီတက်ပါမယ်ကျွတ်အဖြူအနီလေးတွေထည့်စီတက်နဲ့စသားလေးကိုစီတက်ပါမယ်စီတက်ပြီးမှငရေပြားလေးကျွတ်အဖြူလေးတွေရဲရဲလေးနဲ့ဟွာလေးဖြစ်လာရဲ့အထိစီတက်ပါမယ်လို့ပြီးလို့ရှိရင်မျိုးကြီးမျိုးလေးထည့်ပါမယ်မျိုးကြီးမျိုးလေးထည့်စီတက်ပါမယ်လို့ပြီးရင်ကြောက်ဖြုံကြီးလေးတွေထည့်ပါမယ်လို့နော်ကြောက်ဖြုံကြီးလေးတွေထည့်ပါမယ်ကြောက်ဖြုံကြီးလေးတွေထည့်ပါမယ်လို့ကြောက်ဖြုံကြီးလေးထည့်မယ်မွေနဲ့ထည့်မယ်မွေနဲ့ပြီးဟင်းခမ်းမုံလေးတွေစားလေးတွေအချုံမုံလေးတွေထည့်ပါမယ်အချုံမုံကြိုင်လေးထည့်ပါနော်မကြိုက်တဲ့လူကလည်းမต้องဆောင်မလေးရတာပါတယ်အားလုံးဟွာဖြစ်ပါတယ်လို့ခမ်းမုံလေးထည့်ပါမယ်ကျမမုံလေးထည့်ပါမယ်လို့နော်မွေးပြီးတော့မွေးပါမယ်လို့ကထုံနေကြတာလေးရမ်းကောင်းလို့ရှိရင်ငပိတောင်းတစ်ထောင်ပြန်တများလေးညစ်ရှေ့ချဆက်စားပါမယ်ပြီးလို့ရှိရင်ရေလေးနည်းနည်းထည့်ပါမယ်ရေလေးနည်းနည်းထည့်ထားရင်ဒီလေးအထိတဲပါမယ်ဝေးပါမယ်let's see ကြောက်ပြုံးဒီလေးနဲ့စသားလေးနဲ့ရပါပြီစားကြပါအောင်တလီမတလီအပေးတယ်လူဖြစ်အောင်လူတွေအပေးတယ်တူတယောက်ချင်းတိုင်းကိုအားလုံးကျေးဇူးတင်ပါတယ်ကြောက်ဖြုံလေးနဲ့စသားလေးနဲ့အာလူလေးနဲ့ဆက်ကြပါအောင်ရှင်ဆက်ကြပါအောင်ဖြစ်အောင်သူအပေးတဲ့လူတယောက်ချင်းတိုင်းအထူးထူးပဲကျေးဇူးတင်ရှိပါတယ်လို့နော်ကျေးဇူးပါတတာ